အဲ့စီလေးနေတော့ကျမအဆင်ပြေသွားတယ်ပေါ့နော်တတ်တာသွားတယ်ဒီဆိုဒုတိယနေ့ပေါ့ဒုတိယနေ့ထပ်လာခြင်းမဟုတ်ကဲ့ရှင်အားလုံးအဆင်ပြေပါလေကောင်းတယ်ကျမချစ်ချင်းနဲ့တယ်ဟုတ်ကဲ့ရှင်ရှင်းနေပါနဲ့ရှင်ကျမစဖြစ်တာကတော့အရေးအစတင်တာပေါ့ဒီဘက်ဒူအောင်လေးအရေးအစတင်တာကနေကျမကိုအင်တာနက်နဲ့ပျောက်သွားတယ်အင်္ဂလိပ်စနဲ့ကုတာပေါ့ပျောက်သွားတယ်ပျောက်အင်တာနက်ကျမကဒီဘက်6လောက်ကကောလုံးမှာကျမအိမ်သွားရင်ကျမကျိုးလာတယ်ခြေချောင်းလေး3ချောင်းကျိုးလာတော့ဒီဘက်ကဒဏ်ကဒီဘက်ကိုပြန်ထိသွားတာပေါ့ထိတော့ကျမကလေးတွေကိစ္စလေးနဲ့နောက်ပိုင်းကျမဘရောအင်္ဂလိပ်စီကိုသွားပဲပြလိုက်တယ်တခြားကျန်တာမကူတော့ဘူးပေါ့နော်အဲ့လိုကျမနေလိုက်တာပေါ့နေရင်ကကျမလမ်းလျှောက်ထိခါတက်စင်ကျမမတက်နိုင်ဘူးအသက်ဆင်းကိုကျမမဆင်းနိုင်ဘူးမတက်နိုင်ဘူးဒီတိုင်းဘယ်ညာမနေနိုင်ဘူးပေါ့နော်အဲ့လိုဖြစ်နေတဲ့ခါကျတော့ကျမဒီဟာလေးဘေးကြော့အားတင်းတယ်လမ်းလျှောက်လို့တော့မကောင်းဘူးရှောက်ပြိုင်နေဒီဘေးကောင်းနဲ့နားတယ်နားတော့အဲ့လမ်းကျမလိုက်ကြည့်တော့ဒီမှာ Facebook တက်လာတာ52လမ်းမှာပြတော့ကျမလိုက်တာဒီမှာဆိုနီးနားလည်းဖြစ်တယ်ပေါ့နော်ကိုယ့်အိမ်နဲ့နီးတယ်ဆိုပြီးတော့ကျမထွက်လိုက်တာမနေ့ကလည်းဒီဆို2ရက်ပေါ့ဒီဒုတိယအချိန်ပေါ့ကျမစကူတာပေါ့ဟုတ်ကဲ့ရှင်ကွာချားတာတော့တော်တော်လေးကွာချားပါလေကျမစဖြစ်ခါစားနေနဲ့အခုကျမအိမ်ပြန်တော့ဒီဘေးကျိုးတွေပါလေကျမတော်တော်လေးတဲ့အဆင်ပြေသွားတယ်လမ်းလျှောက်လို့လည်းကောင်းသွားပေါ့သွားတယ်ပေါ့နော်ပေါ့သွားတယ်ညကြတော့ဒီဆမ်မလို့ဒိတ်ချက်နဲ့ကျမလိုက်လိုက်တာပေါ့စိတ်လိမ့်ပြီးတော့မနေ့ကအကျော်ပြန်တင်းတော့အာနဲ့ရေမိုးချိုးတစ်ခါပြန်တင်းတော့ပြန်ပေါ့သွားတယ်အခုဆမ်မလို့ခေါ်လိုက်တဲ့ဒုတိယနေ့လာလိုက်တာပေါ့ဟုတ်ကျေးဇူးလည်းတင်တယ်တကယ်လည်းကောင်းပါလေတကယ်ကောင်းပါလေ